Hello ဒီနေ့ကတော့ရန်ကုန်စားလောက်ကောင်းတဲ့ခရမ်းကျင်လေးပဲပစုံဟင်းလေးချက်ပြပါမယ်ရှင်ဒီနေ့ကတော့ဈေးရနေစားမမေကပစုံလေးတွေဝယ်လာပါတယ်ရှင်ပစုံလေးကိုအရင်မမေကရေနှစ်ခါလောက်ထပ်ပြီးတော့ဆေးလိုက်ပါမယ်ရှင်ပြီးတော့ပစုံလေးကိုမမေကခရမ်းကျင်လေးနဲ့ဆေးချက်မှာဆိုတော့ခရမ်းကျင်လေးကိုလည်းစင်တစ်ထုတ်လုပ်ထားလိုက်ပါမယ်ရှင်ပစုံလေးကိုခွန်လေးခွာပြီးတော့ချီးလေးတွေထုတ်ပြီးတော့မမေကပစုံကိုရေကြည်အောင်ဆိုပြီးတော့3နှစ်ခါလောက်ထပ်ဆေးလိုက်ပါမယ်ရှင်ပစုံလေးလည်းစင်တစ်ဖြစ်ပြီးဆိုတော့ခရမ်းကျင်လေးကိုလည်းနေတော်လေးဖိထားလိုက်ပါမယ်ရှင်ဒါတော့ခင်းချီတီနဲ့ချက်မှာဆိုတော့ခင်းချီတီကိုလည်းနေတော်လေးတစ်ခါလေးစင်သိမ်းထိထားလိုက်ပါမယ်ရှင်ခင်းချီတီလည်းလီလို့ပြီးဆိုတော့မမေကကြက်သွန်လေးကိုလည်းပပလိထားလိုက်ပါမယ်ရှင်ပြီးတော့ကြက်သွန်ဖြူနဲ့ငြိုသီးလည်းထောင်းထားလိုက်ပါမယ်ရှင်စီဆူထားပြီးဆိုတာနဲ့မမေကစီတဲ့ကိုစနေလေးချက်ပြီးတော့ကြက်သွန်လေးကိုရေနွမ်းတော့အောင်ဒီအေးကြောထားလိုက်ပါမယ်ရှင်ကျမလေးနွမ်းသွားပြီဆိုတာနဲ့ထောင်းထားတဲ့ငြိုသီးကိုပါထပ်ပြီးတော့တစ်ခါလေးစီထားလိုက်ပါမယ်ရှင်ငြိုသီးလေးလည်းမွေးလာပြီဆိုတာနဲ့ခုနလီထားတဲ့ခင်းချီတီကိုပါတစ်ခါလေးစီထားလိုက်ပါမယ်ရှင်ခင်းချီတီကိုမမေကမတူအောင်ဆိုပြီးတော့ခင်းချီတီထဲကိုမမေရေလေးထည့်ပြီးတော့တည်ထားလိုက်ပါမယ်ရှင်ခင်းချီတီကသူကပျော်သွားမှဆိုအနှိမ့်လေးရမှာဆိုတော့လေအနှိမ့်များများလေးနဲ့ချက်လို့ရအောင်ဆိုပြီးတော့မမေကရေလေးထည့်ပြီးတော့တည်ထားလိုက်ပါမယ်ရေလေးကိုခန်းတော့လေးတည်ထားလိုက်ပါမယ်ဒီရေလေးခန်းလိုက်ပြီဆိုတာနဲ့ခုနလှုပ်ထားတဲ့ပစုံလေးကိုပါတစ်ခါလေးထည့်ပြီးတော့ချက်လိုက်ပါမယ်ရှင်အဲ့တဲ့ကိုမမေရပစုံလေးလည်းမတူအောင်ဆိုပြီးတော့မမေအဲ့ထဲကိုထားရေတစ်ခါထပ်လိုက်ပါမယ်ရှင်ပြီးရင်အဲ့ထဲကိုမမေတစ်ခါရတာလေးတစ်ခါနှက်ပါမယ်ရှင်ပြီးတော့စားရည်ဟင်းကြုံမိုးလေးထည့်ပြီးတော့မမေတည်ထားလိုက်ပါမယ်ရှင်ဒီဘက်တည်ထားတော့ဟိုဘက်မှာရှက်နက်နက်လေးရေတော့ခူထားလိုက်ပါမယ်ရှက်နက်နက်လေးရလာပြီဆိုတော့ရေစင်းဆေးပြီးတော့မမေပပလေးထိထားလိုက်ပါမယ်ပြီးတော့ပစုံလေးလည်းဆူလာပြီဆိုတာနဲ့မမေရှက်နက်နက်လေးထည့်ပြီးတော့နောက်ဆုံးမှာမဆလာလေးထည့်ပြီးတော့ရန်ကုန်စားလောက်ကနဲ့ပစုံဟင်းလေးရပါမယ်ရှင်မမေဗီဒီယိုလေးကိုစာဆုံးလေးလိုက်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်နောက်ဘလော့လေးတွေမှာဘယ်လိုလေးထပ်တင်ပေးမလဲဆိုတော့ဆက်ပြီးဆက်ကြည့်ပေးကြပါဦးရှင်ပစုံလေးလည်းရေခမ်းသွားပြီဆိုရင်တော့စားလိုက်ရပါပြီရှင်ဒီလိုမျိုးရေကြံထိချက်တာလေးပစုံဟင်းကလေး2ရက်လောက်အေးစေးထားလို့ရပါတယ်ရှင်ဒီနေ့တော့ရန်ကုန်စားကောက်တဲ့ပစုံဟင်းလေးရပါမယ်ရှင်နောက်ဘလော့လေးမှာထပ်ဆုံပါမယ်ရှင်တတာ